ကုမ္ပဏီမှာအလုပ်ဆောင်ဝင်တဲ့ပထမဆုံးနေ့မှာပဲအန်နီတစ်ခုခုထူးဆန်းနေတာကိုသတိထားမိလိုက်တယ်။အဲ့ဒါကတော့ဓလေကားမှာ23ထပ်အတွက်ခလုတ်မပါတာပါပဲ။သူမရဲ့အဖွဲ့ခေါင်းဆောင်ကရှင်းပြတာကတော့23ထပ်မှာအလုပ်လုပ်တဲ့သူတိုင်းလေကားကနေပဲတက်ရတယ်တဲ့။အဲ့ဒါကကုမ္ပဏီရဲ့မူဝါဒဖြစ်ပြီးတခြားရွေးချယ်စရာလုံးဝမရှိဘူးလို့ဆိုပါတယ်။ဒါကြောင့်အန်နီမှာတစ်ထပ်ချင်းစီလေကားအတိုင်းတက်သွားဖို့ကလွဲတခြားလမ်းမရှိတော့ပါဘူး။ဒါပေမဲ့ရုံးခန်းကိုရောက်တဲ့အခါမှာတော့သူမအလွန်အမင်းအံ့အားသင့်သွားခဲ့ရပါတယ်။ရုံးတစ်ခွင်လုံးမှာကော်စောလိတ်ကြီးတစ်ခုကအကွေ့အကောက်တွေနဲ့ခင်းကျင်းထားပါတယ်။ရုံးခန်းကကျယ်ဝန်းလှပေမဲ့စပွဲခုံကတခုံထဲသာရှိနေပါတယ်။အန်နီရှေ့ကိုဆက်လျှောက်ဖို့လှုပ်လိုက်ချိန်မှာပဲလုပ်ပေါ်ကိုင်ဘက်တစ်ယောက်ကသူမကိုချက်ချင်းတားလိုက်ပါတယ်။သူကကော်စောလမ်းကြောင်းအတိုင်းသာရှောက်ရမှာဖြစ်ပြီးတခြားနေရာတွေကိုဘလို့မှနင်းလို့မရဘူးလို့သတိပေးပါတယ်။ဒါကြောင့်အန်နီလည်းအကွေ့အကောက်ပါတဲ့ကော်စောလမ်းအတိုင်းသာရှောက်လန်းပြီးသူမရဲ့ထိုင်ခုံစီကိုရောက်သွားခဲ့ရပါတော့တယ်။ခုံမှာထိုင်လိုက်တာနဲ့ကြီးကြပ်ရေးမှုကအဖြူစက်ကူတစ်ဆက်ရွက်ကိုသူ့မလက်ထဲထည့်ပေးပါတယ်။စက်ကူပေါ်ကဆက်ဝိုင်းပုံတွေထဲမှာပြီးပြည့်စုံပြီးညီညာတဲ့ဆက်ဝိုင်းငယ်တွေထပ်ပြီးဆွဲရမယ်လို့သူကညွှန်ကြားပါတယ်။အန်နီတခုခုမှားကြမိပြီလို့ထင်ခဲ့ပေမဲ့ကြီးကြပ်ရေးမှုကသူ့စကားကိုပြန်ပြောပြခဲ့ပါတယ်။အဲ့ဒါကသူမအတွက်တနေ့တာလုပ်ရမယ့်တခုလေးတော့တာဝန်ပါပဲပြီးသွားရင်တော့မန်နေဂျာစီကိုစစ်ဆေးဖို့တင်ပြရမှာဖြစ်ပါတယ်။အန်နီဟာတမနက်ခင်းလုံးအနားမယူပဲဆက်ဝိုင်းတွေကြီးဆွဲရင်အချိန်ကုန်ဆုံးခဲ့ပါတယ်။အဲဒီနောက်မှာတော့ရုံးခန်းတကားပွင့်လာပြီးမိမပြိုတယောက်ကနေ့လယ်စာပုံစံမျိုးတည်လာပါတယ်။သူမလည်းတူညီတဲ့ကော်စောလန်းအတိုင်းတေချာလျှောက်လာပြီးလူတိုင်းရဲ့ရှေ့မှာမင်းနေအောင်ခောက်ဆွဲပကံတွေကိုချပေးသွားပါတယ်။ဒီအလုပ်ကမယုံနိုင်စရာလောက်အောင်ရိုးရှင်းလာပါတယ်။တခုတည်းတော့ခက်ခဲတဲ့အပိုင်းကတော့နေ့စဉ်ရက်ဆက်လှေကားထစ်တွေအများကြီးကိုတက်ရတာပါပဲ။ဒါပေမဲ့အဲ့ဒီနေ့မှာပဲမမျှော်လင့်ထားတာတခုဖြစ်လာခဲ့ပါတယ်။မန်နေဂျာမှာတင်းကျပ်တဲ့စီကံတစ်ခုရှိပါတယ်။အဲ့ဒါကတော့ဆက်ဝိုင်းတိုင်း